မြန်မာနိုင်ငံမှာအပေါ်ဆုံးကပါလေ ဝိုင်းတူးကြီး ဘယ်လိုနေရာမှာအများဆုံးတွေ့ရလဲ အဲ့လိုမျိုးပွဲရရှိရနေတယ် ကြီးတို့ပြောပြီးတော့လက်တွေ့ဘောမှာဘာမှဖြစ်ထွန်းလာမှုမရှိတဲ့ကောင်တွေကိုပြော ဘာလို့လဲ ပေါ်ပင်တွေရော real life မှာနေနေတဲ့ကောင်တွေရောရောထွေးနေတယ်ဒီကနေ့ညမဖြစ်သင့်ဘူး for sure တွေ for sure တွေ local brand ဝတ်တဲ့ကောင် ဘာလို့လဲ local brand ကြီးခေတ်စားတော့လူငယ်တွေရားထဲမှာအဲ့လို trend ဖြစ်သူ popular ဖြစ်တော့တည်းရမှာတယောက်နဲ့တယောက်အဲ့လိုထားပါဗျာ local brand လူရဲ့ကောင်းတယ် မြန်မာနိုင်ငံမှာအရှားပါဆုံးကပါလေ တစ္ဆာရှိရဲ့ကောင်းပါလေ ဘာလို့လဲညီလေးပြောပါဦး ခုခေတ်မှာအရန်ဖောက်ပြန်တဲ့ကောင်းပါလေအရန်များတယ်အဲ့တော့မကောင်းဘူးပေါ့နော် မြန်မာနိုင်ငံမှာအပေါ်ဆုံးကပါလေ ပေါ်ပင်လုံးတဲ့ကောင်တွေပေါ့ဗျာသိရမလားသူများဒါဆိုလိုက်တာလိုက်တာ ကျွတ်စေရောဟေး လူတွေကြားထဲမှာဝင်ပြီးတော့ကွာသူများနေရာကိုဝင်ယူပြီးအဲ့လိုမျိုးနေနေတဲ့ကောင်တွေကလို့ထင် ဘာလို့လဲ နေရာတနေရာရောက်သွားပြီအဲ့နေရာမှာခင်ဗျာရက်နေလို့မရအောင်အခြားအစ်စ်တွေကိုလုံးအောင်အဲ့နေရာမှာရက်နေပြီးတော့ခင်ဗျာအန်နာမှာပဲနေနေမယ်ဆိုရင်ခင်ဗျာအမြဲဘောဖြစ်နေမှာ ကျေးဇူးတင်ပါတယ် တဲ့လုံးမဲ့ကြီးဇက်ကပြောနေပြီမလုံးနိုင် drip တွေဟုန်နေပြီချင်းနေပုံနေတော့ဒုက္ခချင်းနေနားထောင်ရင်မေးပါရောက်လာတော့ငါမြူလာ